အပြုံးတရားများနဲ့နှလုံးသားအလားတွေအကျဉ်းနာစေတနာလေးတွေမေတ္တာပွားပွားစို့လေမင်္ဂလာရှိသောရက်မြတ်ခါပဲကြက်ပြရှိသောမင်းမြတ်ခါပဲနန္ဒတတဝါတွေကြမ်းမာကြမ်းပါစေခုနှစ်ရက်သားသမီးများတွေဘေးရန်ခတ်သိမ်းငြိမ်ကြပါစေစိတ်ပဝင်းနှလုံးရွှင်ပြုံးအေးချမ်းကြပါစေအဖေတွေမေတွေကြမ်းမာချမ်းသာစေအကိုတွေမတွေကြမ်းမာချမ်းသာစေညီလေးညီမလေးများနဲ့အားလုံးပြည့်စုံစေမိတ္တာစုတိုင်းကြမ်းမာချမ်းသာစေပန်းလိုမွေစမ်းလိုအေးစေဒိဋ္ဌံများတွင်စိတ်ကြံအောင်ကြပါစေစိတ်သွားတိုင်းကိုပါတို့ရဆန္ဒပြေဝနိုင်ပါစေအလူပွဲတွေအောင်ပါစေမင်္ဂလာပွဲတွေလည်းအောင်ပါစေအလူပွဲတွေအောင်ပါစေမင်္ဂလာပွဲတွေလည်းအောင်ပါစေရွှေငွေရတနာစိတ်သိမ်းတွေတိုးလို့ရွှေမိုးငွေမိုးများရစေစံရည်တဘာပေါ်များကြပါစေတူကိုတူကမြတ်တာထားကြစေကောင်းသောနမေကောင်းသောစိတ်နဲ့ဘုံမှာရွှေကြပန်းလို့လမ်းကြပါစေမြတ်တာပွားဝင်အလုံးနဲ့ရှင်လန်းကြပါစေနှလုံးသားအလားတွေအကျဉ်းသာစေတနာလေးတွေမေတ္တာပွားပွားစို့လေမင်္ဂလာရှိသောရက်မြတ်ခါပဲကြက်ပြည့်ရှိသောမင်းမြတ်ခါပဲအနန္တတတဝါတွေ
ဝနာပွားနဲ့ကြပါကုသိုလ်ရှိသူကပြောလို့ရွှင်လို့မဆုံးနိုင်မှာအလူတို့မြတ်တဲ့ဘာဝနာပွားနဲ့ကြပါကုသိုလ်ရှိသူကခုလေးလူနောင်လေးလူဘဝဆက်ဆက်လူပြီးလို့မကုန်ကြွေးလို့မကုန်မြင့်မြတ်တဲ့လူကြံရွယ်လို့ကုသိုလ်ယူတဲ့လူလို့ကုသိုလ်ယူနေတိုင်းကုသိုလ်ယူဝန္တာအားရရှိနေတဲ့လူယူစီယိုတာကျိုးစားနေတဲ့ဒီအလူလက်တွေနဲ့ချမ်းနေတဲ့လူပြောလို့ရွှင်လို့မဆုံးနိုင်မှာအလူတို့မြတ်တဲ့ဘာဝနာပွားနဲ့ကြပါကုသိုလ်ရှိသူကခုလေးလူနောင်လေးလူဘဝဆက်ဆက်လူပြီးလို့မကုန်ကြွေးလို့မကုန်မြင့်မြတ်တဲ့လူကြံရွယ်လို့ကုသိုလ်ယူတဲ့လူလို့ကုသိုလ်ယူနေတိုင်းကုသိုလ်ယူဝန္တာအားရရှိ
သောရခြင်းသည်မာတိသဝေါသောတကူကြီးနှင့်ပြည့်စုံနိုင်ပါ၏ဖြစ်ပါစေသာအရှင်ဘုရားဒီရတေကလာပေပိသဒီလံဓမ္မတာဘုဒ္ဓတ္တဝါအပမတိကသံပါရိသာနမောတတ္တဝါသောအာရသောသမ္မာသမ္ဗုဒ္ဓတ္တံယာရာနုဘောဒုယကာတိဝါဒတိနိဗ္ဗေနံယံဒီဝါဒုသံသောပရိဒီဝမတတိတောဒုက္ခံသောေသောသောသာကာမကေစေနပတတိဒေဝမယုဘုဝေနံပရိဒံသဗ္ဗနမယေဘုဒ္ဓဝါသဝေသေဝါသဘာဒဓမ္မောဒုက္ခိတတ္တနာမရောပဒတိယောဘေဒာနာတိမေဒကရတိနာကေတိမေဟေနာသမရောဂတံဝေမာနနာဘောတုတေသဗ္ဗဩဃဥဝဝေနာသဧကဝါလောသတ္တုပတာဘုရောဘုဘောယတိမြတ်ကြီးကိုယ်တော်မြတ်ကြီးတို့၏ဘောဓိကြောင့်မြတ်တော်ဝါဒီကိုယ်တော်ခေါ်ကြကြောင်းတဲ့အတွင်း၌စီဝါပြုလို့တော်အနန္တသာဆုံးကျေးဇူးကိုဥပိ္ပံစေရဲ့ညတရာပြေကိုယ်တော်ဤဒီတစ်ဖက်မိခင်လာနေရနဲ့ဒီဘောပြေသူကုလိုပါပြီလူတွေသံဃာရဲ့တရားကြီးတော်ရဲ့ဒီလူနဲ့ဘိရှောင်ရွာနေအထုဒါယိကာမမိမိတို့ဒီရဲ့ခြေတော်သားရဲ့တရားလူတော်တို့ရဲ့ခြေတော်သားရဲ့တရားကြီးရှိခြင်းရဲ့ပါဒနာဒါယိသာကုသိုလ်မင်္ဂလာဝေဘုလိုမင်္ဂလာဝေနဲ့မောဒနာသနာလာဣရဏပတ္တနာကရာသာဝတ္ထုကိုကြည်နိုင်ဟောကြားအပ်တော်ဘုဒ္ဓံတော်လူဘဝတရားတော်ဗာရတော်ပါလေဘုရားပရိလာဘောကိစ္ဆံမေသာနာသီဝိဒံကိစ္ဆံတတ္တမာနဝနံကိသောဥက္ကနာမောဘာတောမနောတမင်္ဂလာဘုဒ္ဓဘောကိုရခြင်းဤကိသောခေရင်လာပါ၏
စေရောဂတိ ဘောဓိညာဏတာသစ္စယောဟောတုဤကံရောပုံညပါကံသဗ္ဗဗတ္တနာဘာဇေမအလေးထားရဲ့သန္တရာတိဟုသောဘောဇေယမဆွေမြာကုသိုလ်ပါရခြင်းကျိုးပါတော်ဘုရားကြောင့်ပြာပါတော်သံဃာတော်သုံးပါးနဲ့ငါးပါးဒီကကိုထောက်တည်ပြီး၍အန္တရာယ်ကင်းခြင်းဝိသေခြင်းတို့မှာဘုရားတရားဝိဒါတော်များကိုရိုးရိုးသေးသေးရေသာသာနာဂရတော်ရဲ့ကွယ်တော်နေပြီတစ်ဖက်မိခင်ပါခင်များနဲ့ခင်များဖြစ်သောအာယတနာဘုရားတို့သည်မြင်လိုက်ဖြစ်သောအာယတနာသူယတနာဤယတနာအစရှိသူတို့ကိုသာသနာ့ဓာရိကသာသနာ့အမွေခံကုသိုလ်မင်္ဂလာကိုပြုလုပ်ကြပါကုန်၏ထိုကုသိုလ်မင်္ဂလာပွဲသို့သိသိ၍ကြွတော်မူလာကြကုန်သောညောယမလာစရှိသောခေဘဘောတင်ညာဖြင့်ပစ္စည်းလေးပါအလုံးဟာဘဝတံပါလူတွေဝတ္ထုများကိုသောကံစေတနာသက္ကာစွာဖြင့်လူတန်းပါ၏ထိုမှလည်းပါခိမှန်တကားပြု၍ကျမ်းပါ၏အရှင်ဘုရားအရှင်ဘုရားသည်ခေါ်ရတော်တရားဣဒနာတော်များနှင့်အရှင်ဘုရားဒီကောင်းမှုကြောင့်ဘုရား၏တော်တို့သည်အိက္ခတရားမီသန္တရာ၌အပြာပြာတို့နှင့်ဤသို့ရ၍ဘုံမူနာမှုသေဟုခေယနိဗ္ဗာန်ချမ်းသာကိုဝိညာဉ်ဘုရားဖြင့်သင်္ညာစွာယေမပြပါလို၏အရှင်ဘုရားနေရဟုအမြအမြသိဝိသပါ၏ဘောမိတုဘုသိုလ်တို့သည်ယေပြုလို့တော်ဘုရားကိုအမြရ၍လက်၌ဖြစ်သောသက္ကတုနာများကိုရရှိခံစားရပါစေသာအရှင်ဘုရားဘုမတော်ပါဆရာဓမ္မဆွေမျိုးနာရကဆရာနာပိဋကအပေါင်းဘုရားဘာလို့နဲ့ကွာဘုရားမြတ်ကျောင်းဆောင်မြတ်ဓမ္မယုံဆောင်မြတ်တိုက်ပြည်ဆောင်မြတ်ဘောဆောင်မြတ်တောင်ဆောင်မြတ်ကဘာဆောင်မြတ်သာသနာတော်ဆောင်မြတ်တရားမင်းယမမင်းယမမင်းပြည့်စုံခင်းတဲ့ကွာဘုရားတော်ခြေရည်ရကုန်သောဝိနည်းယသုခိတဒုက္ခိတအတ္တဝါပေါင်းတို့အားအမြပြေဝေမှာပါ၏အာလုံးသောအတ္တဝါတို့သည်ဝိတော်တို့ဖြင့်သတ်တို့ခံရအရှင်ဘုရားဝတ္တုတရေဣတိပန္တုပိယာတုတေသ
သက်တေမှုဒီပါရာရာနေရာနေရာနေရာယူရောမူကြပါဘောနာအာယု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 ရာရာနေ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 ရာယူရောမူကြပါဘောနာအာယု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 ရာရာနေ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 ရာယူရောမူကြပါဘောနာအာယုအာယုအာယုလူလာလူလာဘောနာနေလို့ဒီအလောလာရာခဲလာတဲ့လူဘဝစိတ်ချမ်းသာအောင်နေယရနာတွေကယရနာစကူရှာနိုင်စေစမနောယရနာထာဝရစိတ်ကနိုင်ပါစေရာခဲလာတဲ့လူဘဝစိတ်ချမ်းသာအောင်နေယရနာတွေကယရနာစကူရှာနိုင်စေစမနောယရနာထာဝရစိတ်ကနိုင်ပါစေယောဂီလူသားအလုံးကြားလျင်ပါစေချမ်းမြေ့စေကြားလျင်သိပါစေသိလျင်လိုက်နာအေးချမ်းပျော်ရွှင်စေဖျားဆိုတာလုံးစုံအလုံးအကုန်လုံးသိတဲ့လမ်းညွန်သူတရားဆိုတာကိုဘဝအလားညွန်ကိုရှောက်ရမယ့်လမ်းမှန်ယူပန်ကဆိုတာဒီလမ်းကြောင်းပေါ်ကိုယ်တိုင်ရှောက်လို့သူတစ်ပါးတွေ့သူယရနာသုံးပါးသည်ပူဇော်ထိုက်ကပူဇော်စေယောဂီလူသားအလုံးကြားလျင်ပါစေချမ်းမြေ့စေကြားလျင်သိပါစေသိလျင်လိုက်နာအေးချမ်းပျော်ရွှင်စေကံဆိုသောအရာကိုဝိရှာတတ်ကြစေကံကံအကြောင်းကျိုးကိုခွဲခြားသိပါစေအတိတ်ပြစ္ဆုတ်မှအနာဂတ်ပိုင်းခြားတတ်ပါစေယောဂီလူသားအလုံးကြားလျင်ပါစေချမ်းမြေ့စေကြားလျင်သိပါစေသိလျင်လိုက်နာအေးချမ်းပျော်ရွှ
ကြီးကြွားရောက်တဲ့ဧည့်သည်စီကားလို့ကြည်ပါကွယ်ဘာလို့သေးလဲပြောပဲလူမကြီးလာမင်းလေးလေလူချင်းနဲ့နောင်နဲ့တွေ့လဲလူချင်းနဲ့နောင်တနေရဆက်ပါရမီပြည့်မဲ့လူတကာကြီးလာမင်းလေးလေလူရမယ်နောင်နဲ့တွေ့လဲလူရမယ်နောင်တနေရဆက်ထောင်းရမခွဲပါလူမကြီးတည်ရှိရဲ့ငါတို့သမီးလေးကိုနာတာလူကြည့်နူးတယ်မောင်ရီလောင်းလေးရကြည့်ရတာချက်တည်ရှိရဲ့ငါတို့သမီးလေးကိုနာတာလူကြည့်နူးတယ်ပြောပါတယ်လူကြည့်ပြရလို့ကွယ်ပြောပါတယ်သမီးချောင်းစီမောင်တီလို့ရဲ့လူရာနာကုသိုလ်ယူမဲ့ကိုလေးပြောတယ်မိလေးပြောတယ်တော်တဲ့လူတကာကြီးရဲ့ကြွားရောက်တဲ့ဧည့်သည်စီကားလို့ကြည်ပါကွယ်ဘာလို့သေးလဲပြောပဲလူမကြီးရဲ့နာမည်လေးလူချင်းနဲ့နောင်ရတွေ့လဲလူချင်းနဲ့နောင်တနေရဆက်ပါရမီပြည့်မဲ့လူတကာကြီးရဲ့နာမည်လေးလူရမယ်နောင်ရတွေ့လဲလူရမယ်နောင်တနေရဆက်ထောင်းရမခွဲပါလူမကြီးရဲ့မောင်ရီလောင်းလေးရကြည့်ရတာချက်တည်ရှိရဲ့ငါတို့သမီးလေးကိုနာတာလူကြည့်နူးတယ်မောင်ရီလောင်းလေးရကြည့်ရတာချက်တည်ရှိရဲ့ငါတို့သမီးလေးကိုနာတာလူကြည့်နူးတယ်ပြောပါတယ်လူကြည့်ပြရလို့ကွယ်ပြောပါတယ်သမီးချောင်းစီမောင်တီလို့ရဲ့လူဒါနာကုသိုလ်ယူမဲ့ကိုလည်းပြောတယ်မင်းလည်းပြောတယ်